ငါကစောတာမွေးပါအထက်အမိမရပေမဲ့နင်တို့နဲ့စုံပြီးစကားပြောရအောင်လာခဲ့တာငါ့ကိုစိတ်ချပါရောက်ဖားတို့နဲ့တွေ့ဖို့လာတာကောက်ချစ်ဖို့မဟုတ်ဘူးငါတို့ကဂတိတီတယ်အေးပါအေးပါစားရောက်ဖားရောက်စားဒါနင်တို့စားကျင်နေတဲ့အမဲသားငါတို့ဘက်ကနွားပေါ်တယ်ကဲရောက်ပါငါတို့ကနေတိုင်းဘဲဟုတ်ကြဒါပဲရှိဒါမဲ့ခါလေးမျိုးတွေကထမင်းတို့လာပို့တယ်ဟင်းပို့ပါဟုတ်လားရောက်ပါငါနင်းကိုအကူကြီးတောင်းစရာရှိတယ်ပြောလေအခုပြစ်ခတ်ရထားတော့ဒီငါတပည့်တွေကခေါက်ဆွဲကြော်စားကျင်လို့တဲ့အဲ့ဒါနင်စီစဉ်ပေးပါလားဟောရှားတော့ရောက်ပါငါကိုယ်တိုင်လိုက်ဝင်ကြည့်မဟုတ်ပြီလားကျေးဇူးပဲရောက်ပါ၏စားရပါစားလို့ကောင်းလိုက်တာရောက်ပါဒါနင်တို့ပြောနေတဲ့နတ်ပြည်အစားတောက်နေများလားဒါရစင်ကြေဝုန်းရုပ်ကစိုင်မရှိသေးတယ်ရောက်ပါဒီချက်ကောင်းတဲ့စိုင်တွေကရန်ကုန်မြို့ထဲမှာအများကြီးရှိသေးတယ်ဒီရက်အကောင်းသားတွေရောဒဲကင်တွေရောနောက်တစ်ခုကတော့ကွာကောင်းပါလေးလက်လာလေးတွေရောပေါ့ကွာရောက်ပါရဲ့စစ်တိုက်နေတော့ဘာဒါတွေပဲရှိမလဲဟုတ်ပါဟောအချင်းရတော့ငါတို့မြို့ထဲသွားကြင်လို့အဲ့ဒါနင်လိုက်ပို့ပါလားပြီးတော့ငါတို့ရုပ်ရှင်လဲကြည့်ကြင်လို့ရတော့ရောက်ပါရဲ့မြို့ထဲမှာလည်းအတန်တွဲစကားအစ်တွေတင်နေလို့ငါကြားရကွာငါတို့တွဲကြည့်အောင်စားပေးရတယ်နော်စားရဲမို့